그래요. 남의 흔히 살롱에 있는 게 뭐지매? 샷, 샷. 스페셜리야, 샷 시바에. 디니야마, 샷 디타지야 시에보노. 에다가 디마. 띠스레 스페셜리고 스웨레 시마 디 스웨리보노. 두가 디로묘 두구르가이 아빠 때유야라 묘မဟုတ်ပဲနဲ့ ဒီလိုမျိုးလေးဝိုင်းဝိုင်းလေးဆွဲလာပြီးတော့နည်းနည်းလေးဒီစာလုံးလေးတွေကပေါ့နော်ဒီဂျပန်စာလုံးလေးတွေကမှင်ဆိုဘောပင်လေးနဲ့ရေးရင်တော့ပို့ပြီးတော့အဆင်ပြေတယ်မှင်ဆိုဘောပင်လေးနဲ့ရေးရင်ဒီလိုမျိုးလေးလုပ်လိုက်ရင်ဒီနာအဆွဲလေးဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်တအားကြီးတကူတစ်ခါကြီးအပေါ်ကြီးကိုတက်မယူပါနဲ့နည်းနည်းလောက်လေးပဲပေါ့နော်နည်းနည်းလောက်လေးပဲထည့်ပေးပါဒါတော့ဆက်ကြည့်မယ် special က2ချက်ရှိပါတယ်တစ်ချက် special ကအကူသွားတယ်တစ်ချက်နှစ်ချက်ဒီနာတက်တယ်လေးမဟုတ်ဘူးတအားကြီးလည်းမဆောင်နည်းနည်းဝိုက်လောက်ပဲเนาะနည်းနည်းလောက်ပဲအဲ့အနေထားလေးကိုမှပြန်ပြီးတော့ပိတ်လိုက်တာဒီမှာတစ်ချက်နှစ်ချက်ရမယ်เนาะအဲ့တော့ဒီမှာတစ်ချက်နှစ်ချက် e တစ်ချက်နှစ်ချက် e တစ်ချက်နှစ်ချက် e ဆွဲချက်လေးကိုမှတ်မိသွားပြီဆိုရင် e e e ဆိုပြီးတော့တခါတည်းစာလုံးတန်လေးတွေကိုဖတ်ပြီးတော့ရေးပါနော်။ပါဇက်ကနေဆိုပြီးတော့ရေးတဲ့ခါကျတော့အရေးဆန့်ရောဖတ်ဆွန့်ရောပေါ့နော်အကြဆွန့်ရောအကုန်လုံးကဒါလေ့ကျင့်ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပါဇက်ကနေဆိုပြီးတော့ရေးပေးပါ။အဲ့တော့ဒါလည်းတစ်မျက်နှာပဲနော်။အနည်းဆုံးတစ်မျက်နှာပါကိုရေးနိုင်တဲ့လောက်ရေးလို့ရပါတယ်။ဒါနော်9မျက်နှာလောက်ရေးရင်လည်းရရနော်။ကိုရေးနိုင်တဲ့လောက်ပဲကိုရေးပါ။နော်နံပါတ်3လေးကိုသွားပါမယ်။3ကတော့ဥဆိုတဲ့စာလုံးလေး social လေးက2ချက်ရှိတယ် social လေးက2ချက်ရှိပါတယ်တော့ပြန်ကြည့်မယ်နည်းနည်းတက်လေးမဟုတ်ပဲနဲ့တအားကြီးလည်းမဆောင်နည်းနည်းလောက်ပဲဆောင်တာဒီ social လေးကနည်းနည်းကြီးရွာလို့ပို့ပြီးတော့ပြင်တာအောင်ဒီလိုsorry ရှက်ပြင်ရတာမကြည့်ဘူးနော် social လေးကဒီမှာတစ်ချက်ရှိပြီအဲ့တော့ဒီမှာပြန်ကြည့်မယ်တစ်ချက်နှစ်ချက်အဲ့တော့ဒီနေရာမှာတစ်ခုသတိထားစရာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကြည့်မယ်မြင်ရနည်းနည်းအလုံးသေးတော့ရေးဟိုလေအားမရဘူးကျောင်းမကြီးမမြင်ရမှာဆိုနည်းနည်းအလုံးကြီးလေးနဲ့မရေးလိုက်မယ်နော်အဲ့တော့ဒီမှာပထမတစ်ချက်ကိုဆွဲတယ်နည်းနည်းဆောင်းလေးဒုတိယတစ်ချက်ကိုဆွဲတဲ့အချိန်မှာဒီလိုကြီးတွေပဲဖြစ်စင်းတယ်ဒီအနေနဲ့ဒီစားပြီးတော့ဆွဲတဲ့ social လေးနဲ့ဒီဆုံးတဲ့ social လေးကတို့လိုမညီဘူးပေါ့နော်တချို့ကဒီဥကိုဆွဲလာတဲ့ခါမျိုးမှာဒီလိုကြီးတွေဆွဲလာမျိုးတွေရှိရဲညီနေတယ်ပေါ့နော်အဲ့လိုမညီပါနဲ့သူကတကယ်စာလုံးမှန်ကအဲ့လိုတစ်ချက်သူ့ရဲ့တဝက်လောက်ပေါ့နော်အဲ့အနေထားပေါ့တဝက်ကျော်အနေထားလောက်မှာပဲသွားပါတယ်ဒီအရှိကဒီဆွဲချက်အထိကိုတက်ကြီးမသွားပါဘူးเนาะအဲ့တော့ဒီမှာတစ်ချက်နှစ်ချက်ရမယ်เนาะချက်နှစ်ချက်ချက်နှစ်ချက်အဲ့လိုလေးဆွဲပေးပါနောက်ပြန်ကြည့်မယ်ချက်နှစ်ချက်ဥ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 ရမယ်နော်နောက်တစ်လုံးသွားမယ်လေးကတော့တစ်ချက်နှစ်ချက် special လေးက2ချက်ရှိပါတယ်အဲ့တော့ကြည့်မယ်တစ်ချက်တက်တယ်လည်းမဟုတ်ဘူးတအားလည်းမဆောင်နေတော့လောက်ပဲပေါ့နော်တစ်ချက်ကြည့်မယ်တစ်ချက်တက်တယ်လေးလာတယ်ဆောင်းလေးပြန်ဆင်းသွားတယ်ပေါ်ပြန်တတ်တယ် H လိုပုံစံမျိုးလေးနဲ့ဆင်းပါတယ်နှစ်ချက်သူကဒီလိုဆင်းသွားတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလာတယ်တော့ဒီဘက်ကိုပဲသွားတယ်ပေါ့နော်ဒီလိုမျိုးလေးအဲ့တော့နာနှစ်ချက်ရမယ်နော်အဲ့တော့ပြန်ကြည့်မယ်တစ်ချက်နှစ်ချက်
နှစ်ချက်အဲရှက်နှစ်ချက်အဲနှစ်ချက်အဲဆိုပြီးတော့တစ်မျက်နှာရေးမယ်နော်အနည်းဆုံးတစ်မျက်နှာပါရေးနိုင်ရင်10မျက်နှာလောက်ရေးလည်းရပါတယ်စတာပါရေးနိုင်တဲ့လောက်ပဲရေးပါနော်အနည်းဆုံးကတော့တစ်မျက်နှာပဲဖြည့်ရမယ်နော်အဲ့တော့ငါဆိုတဲ့စာလုံးကိုကြည့်မယ်ငါကြတော့နောက်ဆုံးငါလုံးကနောက်ဆုံးဥဆိုတဲ့စာလုံးလေးဆွဲချက်က3ချက်ရှိရပေါ့နော်ဆွဲချက်လေးက3ချက်ရှိပါတယ်ပြန်ကြည့်မယ်sorry နော်စာမျက်နှာကျော်သွားတော့နောက်ထပ်အသေးလေးပြန်ဆွဲပြပါမယ်ဥဆိုတဲ့စာလုံးလေးကိုကြည့်ပါမယ်2ချက်3ချက်ဆွဲချက်လေးက3ချက်ရှိပါတယ်အဲ့တော့ဒီမှာပြန်ကြည့်မယ်ငင်းချောင်းတန်းလေးတစ်ချက်ဆွဲမယ်တစ်ချက်အဲ့တော့ဒီမှာတန်းလေးဆွဲမယ်တစ်ချက်နောက်ထပ်မြင်းတန်းလေးထပ်ပြီးတော့အလဲကနေဖြတ်မယ်ဘိုးဘိုက်လေးယူသွားမယ်နှစ်ချက်အဲ့တော့သူအားလေးနဲ့နည်းနည်းဆင်တယ်လို့တော့ရှိပေမဲ့တိတ်ဟိုမတူးနော်ပြောတတ်ပါတယ်အဲ့တော့ဒီမှာတစ်ချက်နှစ်ချက်ဒီနားလေးကနေပြီးတော့3ချက်ကိုသွားမယ်သူကဒီဘက်ကိုသူကဘာလေးတွေရေးပေးထားပါတယ်အဲ့တော့တစ်ချက်နှစ်ချက်3ချက်အိုး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 ဆိုပြီးတော့ပါးစပ်ကနေဆိုပြီးတော့ရေးပါကဲအဲ့တော့9လုံးပြီးသွားပြီပေါ့နော်9လုံးလေးပြန်ပြီးတော့နှွှေ့ပေးမယ်အာဤဟုတ်ရမလားအဲ့တော့ဒီ9လုံးနဲ့ပတ်သက်တဲ့ရှင်းမှာပတ်သက်ပြီးတော့ပေါ့နော်ရှင်းမှာတာရှိခိုတိုဘာလေးတွေထုတ်ပေးထားပါတယ်ဒီ9လုံးရပြီဆိုရင်အဲ့ဒီခိုတိုဘာလေးတွေအားလုံးကိုဖတ်နိုင်မှာပါအဲ့တော့ရှေ့ကခိုတိုဘာလေးတွေကိုလည်းကြက်ပေးပါနော်အဲ့ဒါလေးတွေကကြက်ရမယ့်စကားလုံးလေးတွေဖြစ်ပါတယ်ကဲတော့နောက်ဗီဒီယိုမှာဆုံတွေ့ကြပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စာအုပ်အင်စာလေးကိုလည်းလုပ်ထားပေးကြပါလို့တောင်းဆိုပါတယ်ရှင်